မင်္ဂလာပါကျွန်တော်ဖီလမပါဒီနေ့မှာတော့ချက်စီအတင်းက Greenwich Chaka ကိုခေါ်ယူမဲ့သတင်းလေးကိုကျွန်တော်တင်းနဲ့အနေငယ်ပြောချင်တယ်အခုကျွန်တော်ချက်စီအတင်းမှာကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဝါရင်းတဲ့ကစားမှမရှိဗျာပြောမယ်ဆိုလို့ရှိရင်ကလေးတွေပဲစုပုံနေတဲ့အတင်းဖြစ်နေတာကျွန်တော်တို့ရဲ့ခံစစ်ကိုကြည့်မလားပြီးလို့ရှိရင်ကွင်းလယ်ကိုကြည့်မလားတိုက်စစ်ကိုကြည့်မလားစဖြစ်ပေါ်တော့ကျွန်တော်ကြည့်မယ်ဆိုရှင်ကလေးတွေပဲဘာကြောင့်လဲပြီးခဲ့တဲ့ယာတီကျွန်တော်ဒီ dot bully တို့ချက်စီအတင်းကိုစဝယ်ကြရကျွန်တော်တို့ခေါ်ယူခဲ့တဲ့ကစားမအားလုံးကြည့်မယ်ဆိုရှင်ကလေးတွေပဲကိုပဲလိုက်ပြီးမှကျွန်တော်ရွေးခေါ်ခဲ့တာကျွန်တော်ဒီအတင်းရဲ့ project ကိုအကြောင်းပြပြီးမှကလေးစုဆောင်ရေးပုံစံမျိုးနဲ့ပဲကျွန်တော်အကုန်စုဆောင်ခဲ့တာဒါပေမဲ့ကျွန်တော်အတင်းအတွက်အကျိုးရှိတဲ့ကစားမရှိလားဆိုတော့အနေအကျဉ်းတော့ပဲရှိတယ်ဆိုတော့ကျွန်တော်တို့ကြာလာတဲ့အခါမှာဘာတွေတွေ့ရလဲဆိုလို့ရှိရင်အတင်းကိုဥဆောင်မဲ့ကစားမမရှိဘူးပြီးလို့ရှိရင်ကျွန်တော်တို့ winning mentality ကောင်းတဲ့ကစားမမရှိဘူးနိုင်လို့စိတ်ပြင်းပြတဲ့ကစားမမရှိဘူးစပြည့်အများကြီးကိုကျွန်တော်မြင်တွေ့ရတယ်ဒါကြောင့်မို့ကျွန်တော်တို့ချက်စီအတင်းကနီးပြတယောက်ပြီးတယောက်ပြောင်းလဲခဲ့တယ်တခုများထူးခြားလာမလားဆိုပြီးပြောင်းလဲခဲ့ဘာမှမပြောင်းလဲဘူးဘာကြောင့်လဲဆွမ်းနာကြောင့်အရှိမပြောခဲ့တဲ့အတိုင်းကျွန်တော်တို့အတင်းမှာဝါရင်ကစားမမရှိဘူးအတင်းကိုထိန်းချောင်းပေးမဲ့ကောင်မရှိဘူးဆိုတော့ကျွန်တော်ဇာဗီလွန်ဆိုရဲ့လက်ထက်ရောက်လာတဲ့ခါမှာအလွန်ဆိုကအရန်ကိုပါနေတယ်ဒါကြောင့်မို့သူကဝိုင်းရင်ကစားမားတွေလိုက်ပြီးမှခေါ်တာကိုကျွန်တော်တွေ့ရတယ်အခုကျွန်တော်သတင်းထွက်နေတဲ့ Chaka Solution သူ့ရဲ့အသက်ကတော့33နှစ်လက်ခရဲကတော့အသက်ကတော့26နှစ်စဖြစ်ပေါ်တော့အားလုံးကိုကျွန်တော်ရောနှောလိုက်တယ်လူငယ်ကစားမားတွေရဲ့ပြီးလို့ရှိရင်ကျွန်တော်အသက်ကြီးတဲ့ကစားမားတွေရဲ့ပြီးလို့ရှိရင်အလက်ရှိတဲ့ကစားမားရဲ့စဖြစ်ပေါ်တော့ပြန်ရောနှောပြီးမှအသင်းကိုပြန်လဲဖွဲ့စည်းဖို့အတွက်အလွန်ဆိုကစီစဉ်ရဟုတ်တယ်ကျွန်တော်ဒီ Chaka နဲ့ပတ်သက်ပြီးမှကျွန်တော်အရင်ကတည်းကကျွန်တော်သဘောကျတယ်အာဆင်နယ်အသင်းမှာရှေ့စဉ်ကလေးကကျွန်တော်သဘောကျတယ်ဘာကြောင့်လဲသူ့ရဲ့ဒီ winning mentality ကိုကျွန်တော်သဘောကျတယ်နိုင်လို့စိတ်ပြင်းပြမှုကိုကျွန်တော်တော်တော်လေးကိုသဘောကျတယ်ကျွန်တော်တို့လုံးဝမခိုမကပ်ပဲနဲ့ပေးစကစားတက်စိတ်ကိုလည်းကျွန်တော်သဘောကျတယ်အကေကြီးတူတာချက်စီအတင်းကိုရောက်ရှိလာခဲ့မယ်ဆိုလို့ရှင်တော့ကျွန်တော်ချက်စီအတင်းအတွက်အများကြီးအထောက်အကူဖြစ်သွားမယ်လူငယ်ကစားမားတွေအတွက်လည်းတော်တော်လေးကိုအထောက်အကူဖြစ်မယ်လို့တော့ကျွန်တော်ယုံကြည်တယ်နောက်ပြီးလို့ရှင်ကျွန်တော်တို့ပြီးခဲ့တဲ့ယာတီကဆိုလို့ရှင်တော့ကျွန်တော်ကွင်းလယ်မှာကျွန်တော်အန်ဆိုဖန်နန်ဒက်နဲ့ကိုင်ဇာတိုနဲ့ပဲကျွန်တော်လုံးပန်းခဲ့ရတာကျွန်တော်တို့မှာလာဗီယာရှိတယ်ဆိုပေမဲ့ဒီကောင်ကဒန်ယာကြီးပဲလှိပ်ပိတ်ရနေတဲ့ကောင်300ရဲဆိုတဲ့အချိန်ကိုမရှိတာစဖြစ်ပေါ်တော့တီလိုရီကျွန်တော်ကြုံတွေ့ရတယ်ဒါကြောင့်မို့ချာကာကလည်းကျွန်တော်ပရီးမီးယားလိအတွေ့အကြုံနဲ့ရင့်ကျက်ပြီးသားကစားမတူဆိုတော့ကျွန်တော်ချက်စီအတင်းအတွက်ဘာမှပြောစရာမလိုဘူးဗျာ2နှစ်လောက်တော့ကျွန်တော်အစ်စေးသုံးလို့ရတဲ့အခြေအနေမှာရှိတယ်အရင်တော့ကျွန်တော်ကြည့်မယ်ဆိုလို့ရှင်တော့ကျွန်တော်တို့ချက်စီအတင်းကိုတီယာကိုစီဗာရောက်တဲ့အချိန်ကျွန်တော်ကြည့်မယ်ဆိုရှင်တချို့ပရိသတ်ဒီကတော့ထင်တာကပါလဲဆိုလို့ရှင်တော့အသက်အရန်ကြီးနေပြီကျွန်တော်တို့ပရီးမီးယားလိနဲ့လုံးဝအံဝင်ကွင်ကြမဖြစ်ဘူးစဖြစ်ပေါ်တော့ကောလာဟာလာအမျိုးမျိုးဖြစ်ပြောခဲ့ကြတယ်ဒါပေမဲ့ကျွန်တော်အထင်နဲ့လက်တွေ့ဖြစ်လာတဲ့အရာကတခြားစီဖြစ်နေတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့လက်ရှိချိန်မှာချာကာရဲ့အခြေအနေကလည်းအဲ့လိုဖြစ်လိမ့်မယ်လို့တော့ကျွန်တော်ယုံကြည်တယ်ချာကာရဲ့လက်ရှိကျွန်တော် position ကိုကျွန်တော်တစ်ချက်ကြည့်မယ်ဆိုလို့ရှင်တော့သူ့ရဲ့အဓိက position ကတော့ center midfielder နေရာမှာကစားတယ်လိုအဲ့လို့ရှင်တော့ defensive midfielder မှာလည်းကစားတယ်ပြီးလို့ရှင်တော့ဒီ deep laying playmaker အနေနဲ့လည်းကစားနိုင်စွမ်းရှိတဲ့ကစားမတူဆိုတော့ကျွန်တော်ချက်စီအတင်းအတွက်တော်တော်လေးကိုအကျိုးရှိတယ်ကွင်းလယ်မှာလည်းကျွန်တော်အတွက်ပုံမူပြီးမှအားကောင်းလာနိုင်ခြေရှိတယ်ဗျခေါ်ရတဲ့တန်ကြီးကလည်းကျွန်တော်ကြည့်မယ်ဆိုရှင်တော့ယူရိုတန်30ဆိုတာကလက်ရှိကျွန်တော်ဘောလုံးလောကရဲ့ဈေးကွက်နဲ့ကျွန်တော်ရှင်းကြည့်မယ်ဆိုရှင်ဘာမှမဟုတ်တာဘာမှကိုမဟုတ်တာဗျဆိုတော့ပေးလိုက်ရတဲ့ပတ်စံအရှင်းဆုံးကျွန်တော်ပြောမယ်ဆိုလို့ရှင်ကျွန်တော်တို့ပေးရတာမဟုတ်ဗျအတင်းကပေးရတာကိစ္စမရှိဘူးပေးလိုက်အဓိကကတော့ကျွန်တော်ချက်စီအတင်းကကောင်းသွားဖို့ပဲအရေးကြီးတယ်တည်ငြိမ်သွားဖို့ပဲအရေးကြီးတယ်ဒီအရာကိုပဲကျွန်တော်အဓိကထားတယ်ဗျအလက်ရှိချိန်မှာချက်စီအတင်းနဲ့သတင်းတွေထွက်နေတယ်ကစားမနဲ့ချက်စီအတင်းရဲ့ဂျားမှာလည်းသူတို့ကသဘောတူညီမှုရရှိနေပြီချာကာကလည်းအခုလက်ရှိချိန်မှာသူကလန်ဒန်ကိုပြန်လာခြင်းတယ်ပြီးလို့ရှိရင်အလွန်ဆိုးရဲ့လက်အောက်မှာလည်းသူကကစားခြင်းစိတ်ကိုရှိတာဒါကြောင့်မို့မကြာခင်မှာဒီအပြောင်းရွှေ့ကအမြန်ဆုံးဖြစ်မြောက်သွားလိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်လက်ရှိချိန်မှာတော့ကစားမနဲ့ချက်စီအတင်းရဲ့ဂျားမှာအားလုံးတော့သဘောတူညီမှုတော့ရသွားပြီဆိုတော့ကျန်တဲ့အပိုင်းကတော့ကျွန်တော်ဒီ club အသင်းတွေကပဲဆက်လက်ပြီးမှဆွေးနွေးသွားလိမ့်မယ်ချက်စီအသင်းကလက်ရှိချိန်မှာတော့သူ့ကို 100% ခေါ်ယူဖို့အတွက်စိတ်ပိုင်းဖြတ်ထားတယ်လို့တော့ကျွန်တော်ထင်တယ်။ဘာကြောင့်လဲဒါကအလွန်ဆိုးက request လုပ်ထားတဲ့အရာဖြစ်နေတဲ့အတွက်ကြောင့်မို့ချက်စီအသင်းဖက်ကတော့မဖြစ်မနေဖြည့်ဆည်းပေးလိမ့်မယ်လို့ကျွန်တော်မျှော်လင့်မိတယ်။ဆိုအားလုံးကျွန်တော်လည်းပဲဆုံးသက်ပေးချင်တဲ့လာမယ့်နေ့တွေမှာချက်စီအသင်းရဲ့သတင်းတွေကိုကျွန်တော်ထပ်မံပြီးမှတင်ဆက်ပေးပါဦးမယ်လို့